အားလုံးပဲမင်္ဂလာပါနော်ကိုင်းတက်ကိုမြင်တဲ့ချက်ကင်အားပေးကြတယ်ကိုင်းနဲ့ချစ်မိတ်ဆွေတွေညီကောင်မတွေအားလုံးပဲမင်္ဂလာပါပြည့်စုံနိုင်ကြပါစေလို့ဥစားပထမဆုတောင်းပေးပါတယ်ခင်ဗျားအားလုံးပဲကိုင်းတက်ကိုမြင်တဲ့ချက်ကင်အားပေးကြတယ်ကိုင်းရဲ့လူဟောင်းကိုင်းမလေးလူတက်ကိုမလေးအားလုံးပဲကိုင်းရဲ့ဗီဒီယိုဖိုင်လေးကိုတွေ့ပြီးဆိုတော့ဝိုင်းပြီးတော့ share ပေးပါရှယ်မူ share လေးတွေလောက်ထားပေးပါနော်ဘာကြောင့်လဲဆိုရင်ခုဗီဒီယိုဖိုင်လေးကဒါကျွန်တော်ကိုမြင်တဲ့အားပေးကျွန်တော်ရဲ့ကိုင်းမလေးကခုမှတွေ့ရကျွန်တော်လူတက်ကိုင်းမလေးကအားလုံးအတွက်ခုဗီဒီယိုဖိုင်လေးကလုံးဝအကျိုးရှိပါလေဘာကြောင့်အကျိုးရှိရဆိုရင်ကျွန်တော်တို့ဒီနေ့နော်ဒီတောက်ကြနေမနက်ပိုင်းမှာ55ထွက်ပြီးတိုင်းမှာကျွန်တော်တောက်ကြနေအပန်တန်မှာပေးနေကြတကွက်ထဲပဲရှိတယ်တကွက်ထဲပဲပေးစေခြင်းတို့လာရောက်တင်ဆက်ပေးတာဖြစ်တယ်ကြောင့်ကျွန်တော်ကိုင်းမလေးအားလုံးကကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုတွေ့ပြီးဆိုတော့ share မှု share မျှဝေပါ channel တော့ share ပေးပါမျှဝေနေတော့မျှဝေပေးပါဘာကြောင့်ဆိုကျွန်တော်ကိုင်းမလေးတောက်ကြနေနော်29ရက်3လပါ2026တောက်ကြနေညနေ4နာရီခွဲစီမှာတကွက်ထဲပဲထိုးခြင်းတယ်တကွက်ထဲပဲကစားခြင်းမှာဆိုတဲ့ကိုင်းမကတခါလဲဝင်ကြည့်ပြီးတခါလဲပဲဝင်ယူသွားပါလမ်းမလေးတယောက်ချက်စီနှိထားပါ share မှု share လေးမျှဝေထားပေးပါဘာကြောင့်လဲဆိုကျွန်တော်တို့ကိုင်းမနောက်ဆုံးနေ့မှာကျွန်တော်တို့နောက်ဆုံးနေ့မှာလုံးဝအိတ်နဲ့လွယ်ရမှာပတ်တန်းမှာကျွန်တော်တို့အိတ်နဲ့လွယ်နေကြတကွက်ထဲရှိတယ်နော်အိမ်နဲ့လွယ်နေကြတောက်ကြနေညနေပွဲသိမ်းနေလေးမှာကျွန်တော်အပတ်တန်းမှာအိမ်နဲ့လွယ်နေကြတကွက်ထဲရှိတယ်အဲ့ဒီတကွက်ထဲကိုပဲကျွန်တော်ပေးသွားမှာဖြစ်တယ်တကွက်ထဲပဲပေးသွားဖြစ်တဲ့ကြောင့်ကျွန်တော်ကမှတကွက်ထဲပဲလိုချင်တယ်ပွဲသိမ်းနေလေးမှာပွဲသိမ်းလေးလှချင်ပါတယ်အခုဒီတစ်ပတ်လုံးမှာရှင်းနဲ့ရှုံးတဲ့ကျွေးတွေကျွန်တော်တောက်ကြနေညနေမှာနော်ပြန်ရောက်လို့လိုချင်တယ်ရှင်းနဲ့ရှုံးတဲ့မြကျွေးတွေကိုတောက်ကြနေညနေမှာတကွက်ထဲနဲ့ပဲပြန်ရောက်ကစားချင်တယ်ဆိုကောင်ကလမ်းမလေးတယောက်ချက်စီနှိပ်ထားပြီးပါဘာကြောင့်လဲကျွန်တော်ဘက်ကတူးတယောက်ထဲပေါက်ဖို့တူးတယောက်ထဲရဖို့ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်လာရောက်တင်ဆက်ပေးတာမဟုတ်ပါဘူးကျွန်တော်လည်းအစဉ်ပြေခဲ့တော့ကိုယ့်ရဲ့ကိုမလေးရဲ့အစဉ်ပြေကြပါစေပေါက်ကြပါစေရကြပါစေဆိုတဲ့စိတ်နဲ့ကျွန်တော်လာရောက်တင်ဆက်ပေးတယ်လာရောက်ပြီးမျှဝေပေးတာဖြစ်တယ်အဲကြောင့်မို့ကျွန်တော်ကိုမလေးအားလုံးကိုကျွန်တော်ပြောချင်တာဒီနောက်ဆုံးနေ့မှာအဲ့ပိန်းနေ့မှာအိမ်နဲ့လွယ်ချင်ပါလေကန်ဆက်ချင်ပါလေတခါမှတော့မထိုးဘူးအခုမှဗီဖိုင်လေးကိုတွေးလို့နောက်ဆုံးနေ့မှာတော့ပွဲသိမ်းနေမှာတော့လုံးဝပွဲသိမ်းလေးလှချင်ပါဆိုတော့ကဝင်းနာကြည့်သွားကိုမလေးကြည်ရကြုံနက်ကိုနက်စီရလိမ့်မယ်တကွက်ကောင်းလေးပဲပြီးသွားမှာနော်အဲကြောင့်တတိစားလေးကိုလိုချင်ပါလေတကွက်ထဲပဲထိုးချင်တယ်ဆိုကမကနော်လမ်းမနေထားပါဈေးဘိုးလေးလိုချင်တဲ့ဆိုကမလေးဒီဈေးဘိုးလေးရောင်းယူပါမဖိုးရောင်ကစားကမလေးမဖိုးရောင်ကစားပါရှောင်းထားတဲ့ကျွေးလေးကိုကြေးချင်ပါလေဆိုတော့ကျွန်တော်မိတ်ဆွေတကြီးသမားလေးနော်ရှုံးကျွေးကြည်မဲ့ကန်နဲ့ရှုံးကျွေးကြည်မဲ့ပတ်သည်တစ်ခါလဲလာဝင်ကြည့်နော်တစ်ခါလဲလာဝင်ကြည့်ပြီးတစ်ခါလဲယူသွားကျွန်တော်ဗီဒီယိုဖိုင်လေးဒီ4မိနစ်5မိနစ်လောက်ပဲလွှင့်တာ4မိနစ်5မိနစ်လောက်ကိုမကအချိန်ပေးပြီးကြည့်သွားနော်အချိန်ပေးပြီးကြည့်သွားဆိုတော့4မိနစ်5မိနစ်ထဲနဲ့ကိုမလေးအတွက်ရှုံးကျွေးကြည့်မဲ့တစ်ခွက်ကောင်းရရှိမှာဟုတ်လားနော်ကျွန်တော်ကမလေးတောက်ကြနေကျွန်တော်တို့29ရက်3လပိုင်း2026တောက်ကြနေညနေဈေးမှာကျွန်တော်ပတ်ရမယ်ပတ်သီး3ညခွန်ပတ်သီးဖြစ်တယ်နော်ပတ်ရမယ်ပတ်သီးက3ညခွန်ပတ်သီး3ညကိုကြိုက်ကောင်မလေးက3ညကိုပတ်ပြီးပါခွန်ကိုကြိုက်ကောင်မလေးကခွန်ကိုပတ်ပြီး3ညခွန်ပတ်သီးတုံးအားကောင်းတယ်နော်နောက်ဆုံးနေ့မှာ3ညခွန်ပတ်သီးတုံးအားကောင်းတယ်ကျွန်တော်အကြဆုံးပတ်သီးဒီနေ့မှာခွန်ပတ်သီးဖြစ်တယ်နော်အကြဆုံးပတ်သီးခွန်ပတ်သီးခွန်ကိုကြိုက်ကောင်မလေးခွန်နဲ့ထိုးမှန်မိန်ကွက်လေးတစ်ခါလဲလိုက်မှတ်ထားဘေးနားမှာဘောဝင်နေစောက်လေးယူတာကိုမလေးဘောဝင်နေစောက်လေးယူလိုက်ပြီဆိုတော့ကိုမလေးဟင်းနေပေါက်ပြီးတော့မှတ်လိုက်တော့ကိုဟင်းထက်ကပြောမို့လက်တွေ့ပဲပြပေးပါကိုမလေးကိုလက်တွေ့ပဲကြည့်သွားလက်တွေ့ပြပေးဟောက်လက်တွေ့ပဲကြည့်တကွက်ထဲပဲစိတ်ဝင်စားနေဝင်နာကြည့်တော့ကိုမလေးတော့ပုံမပြောပါဘူးအကြောင်းပတ်တိက3ညခွန်ပတ်တိအကြဆုံးကခွန်ကိုကြိုက်တယ်ခွန်ကိုကြိုက်ထိုးမှတ်ဆိုရင်ခွန်နဲ့မိန်ကွက်ခွန်8 90ခွန်3ခွန်6ခွန်8 90ခွန်3ခွန်6ဖြစ်တယ်နော်တုံညာကိုကြိုက်ကုန်ပါလေတုံညာနဲ့ထိုးမဲ့မိန်ကွက်ဒီတုံညာ4 3ည8 3ည1ပါနော်တုံညာနဲ့ဆိုရင်တုံညာ4 3ည1 3ည8ဖြစ်တယ်တုံညာနဲ့ဆိုရင်အဒီကနေကြိုက်တယ်ခွန်နဲ့ဆိုရင်ခွန်8 90ခွန်3ခွန်6ပါနော်ခွန်8 90ခွန်3ခွန်6ဒါကခွန်တဲ့ပတ်သက်အဲ့ဒီကနေရှိတယ်တကွက်ထဲပဲထိုးခြင်းနဲ့တကွက်ထဲပဲစောင်းမျိုးနဲ့ကိုမလေးဒီနေ့မှာထိုးရမှာတကွက်ကောင်း88မိန်ကွက်နော်88ဒီတာမိန်ကွက်လေးဖြစ်တယ်ပပလိုင်းထိုးခြင်းနဲ့ပပလိုင်းကစားခြင်းနဲ့အခုရှင်းနဲ့ရှုံးတဲ့ကျွေးလေးကို88နဲ့ပြင်ရအောင်လိုချင်တဲ့ဆိုရင်ကိုမကြီးဝင်းနာကြည့်သွားကျွေးကိုခြေကိုကြည်ရမယ်မြက်ကိုရရမယ်ဒါမှမဟုတ်ကျောင်းကမလေးဘက်ကကျွန်တော်ဗီဒီယိုဖိုင်လေးကိုမြင်နဲ့မြင်ချင်ပါလေမြင်နဲ့တွေ့ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel ကို subscribe ပါလေးနှိပ်ပေးပါ subscribe ပါလေးနှိပ်ပြီးသားကိုမကြီးကတော့လက်မလေးနှိပ်ပေးပါဘာကြောင့် channel ကို subscribe နှိပ်ခဲ့ဆိုရင်ကျွန်တော်လွှင့်တဲ့အခါကျွန်တော်တင်တဲ့အခါလေးကိုမြင်ရတွေ့ရပေါက်ရအောင်လို့ channel ကို subscribe လေးနှိပ်ခဏဖြစ်ပါတယ်အကြောင်းမို့နောက်မှဝန်ထမ်းကိုမလေးကလည်းလက်မလေးနှိပ်ပြီးတော့ဝိုင်းပြီးတော့လေတက်ရောက်ချက်တွေတက်ရောက်ချက်တွေဝိုင်းပြီးတော့လေမျှဝေပေးကြပါလို့အားလုံးပြောချင်ပါတယ်ကျွန်တော်ကိုမလေးအားလုံးပဲကျွန်တော်ဗီဒီယိုဖိုင်လေးကတော့ဒီရေလောက်quick ဖြူပါလေ88မမေ့နေတော့88ကတကွက်ကောင်းထုတ်ထားတယ်
နော်ယုံကြည်တော့ယူပြီးစောပါယူကစားပါပြောချင်ပါတယ်ကဲအားလုံးပဲကျွန်တော်ကမှလေးကျွန်တော်ပြဖလင်းရတော့ဒီကနေရလောက်ခွင့်ပြုပါလေဗျကဲအားလုံးပဲမင်္ဂလာပါပြည့်စုံနိုင်ပါစေကိုစိတ်နှပြကျမ်းမာလှမ်းကြပါစေတက်ရှူတိုင်းမှာငွေတွေဝင်ကြပါစေလို့အားလုံးဒီကနေဆုတောင်းပေးပါလေကဲအားလုံးပဲဘိုင်မှာအားလုံးချစ်ပါလေနော်နားမဲပတ်မှာပဲပြန်ဆုံကြပါမယ်ဗျကဲအားလုံးပဲဘိုင်မှာ